ရတနာထူးကဲသောရှင်းအောင်ပကံအပိုင်းနှင့်အမျိုးသားဖြစ်သူသည်ကျမ်းမြေပေါ်ရှိတန်ဖြင့်ပြုလုပ်ထားသောကြောင်လေးကိုကြည့်လိုက်သောအခါတန်ကြောင်ဆိုးတစ်ခုပေါ်တွင်မိန်းလေးငယ်တအုပ်ငိုကြွေးနေသည်ကိုမြင်လိုက်ရသည်ထို့ကြောင့်သူသည်ဆိုင်ရှင်အားထိုတန်ကြောင်ရိုး၏တန်ဖို့ကိုအမြန်မေးမြန်းခဲ့သည်ဆိုင်ရှင်ကဒေါ်လာ100ဟုဈေးကော်လိုက်တော်လဲဝယ်သူစိတ်ပြတ်သွားမည်ကိုစိုးရင်သဖြင့်ဒေါ်လာ90ဆိုလင်ပေရပြီဟုဆိုလိုက်သည်အမျိုးသား၏ရေးသားဖြစ်သူကမူဤတန်ကြောင်ရိုးသည်အလုံးစုံတန်လာဒေါ်လာ$9သာတန်သည်ဟုပြောဆိုခဲ့သည်အမျိုးသားသည်တန်ကြောင်ရိုးအားသူ၏တန်ဖို့ကိုမေးမြန်းကြည့်ရာမိန်းလေးငယ်ကသူမ၏မျက်လုံးများအလွန်နာကျင်နေကြောင်းပြန်လည်ဖြေကြားခဲ့သည်ထိုအခါမှအမျိုးသားသည်တန်ကြောင်ရိုး၏မျက်လုံးများကိုအဖိုးတန်ကြောင်းမျက်နှာများဖြင့်ပြုလုပ်ထားကြောင်းသတိပြုမိသွားပြီးအလုံးစိတ်လှုပ်ရှားသွားခဲ့သည်သူသည်တန်ကြောင်ရိုးကိုဒေါ်လာ100ပေး၍ဝယ်ယူရန်ဆုံးဖြတ်လိုက်ရာဆိုင်ရှင်ကလည်းသဘောတူညီခဲ့သည်သို့သောထိုအချိန်တွင်တတိတဦးရောက်လာပြီးအမျိုးသားကိုအနိုင်ယူလိုစိတ်ဖြင့်ဒေါ်လာ200ပေးမယ်လို့ကန့်ကွက်ပြောဆိုခဲ့သည်အမျိုးသားကလည်းဈေးကိုဒေါ်လာ1000ထိချက်ချင်းမြင့်ပေးလိုက်သည်ထိုတတိကဒီလိုတန်တူတန်ဆအဟောင်းကိုဒေါ်လာ1000ပေးတဲ့သူဟာလူအပဲလို့လှောင်ပြောင်ပြီးဤကြောင်ရိုးမှာဘာတန်မိုးမှမရှိသောတန်ဆုပ်တာဖြစ်ကြောင်းဆိုခဲ့သည်ထို့သောအမျိုးသားကဤကြောင်ရိုးသည်အနည်းဆုံးဒေါ်လာ1 သန်းခန့်တန်မိုးရှိကြောင်းပြန်လည်ပြောဆိုခဲ့သည်ထို့နောက်သူသည်တန်ကြောင်ရိုးကိုယူကာမျက်လုံးများကိုထုတ်လိုက်ရာအလွန်စင်ကြယ်သောနီလာကြောင်နှလုံးဖြစ်နေသည်ကိုအားလုံးမြင်တွေ့လိုက်ရသည်၎င်းတို့၏တန်မိုးမှာအနည်းဆုံးဒေါ်လာ1 သန်းခန့်ရှိပေသည်ထို့ပြင်ကြောင်ရိုး၏ပါးစပ်ထဲမှလည်းရွှေကြွက်ကလေးတစ်ကောင်ထွက်လာပြန်ရာလူတိုင်းမှာအံ့အားသင့်သွားကြရသည်ထိုအချိန်တွင်မိန်းလေးငယ်သည်အမျိုးသားပေါ်အလွန်ပင်ကျေးဇူးတင်သွားခဲ့လေသည်